ဒီနေ့ဗီဒီယိုလေးမှာတော့ gerunds လို့ခေါ်တဲ့ ing nouns တွေအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်ဒီဟာတွေကိုကိုယ့်ရဲ့ hobbies တွေအားလက်ချိန်တွေမှာဘာလို့ရတာကြိုက်လဲပြောတဲ့အခါမှာသုံးဖို့လေ့လာသွားမှာဖြစ်ပါတယ် so what do you like doing in your free time so when we ask what do you like doing ကိုဘာလို့ရတာကြိုက်လဲဆိုလို့ရှိရင် ing နဲ့မေးတဲ့ဟာမျိုးတွေပေါ့နော်ကိုကြိုက်တဲ့အရာကိုဒီ noun အစားပေါ့နော် verb ကို ing ပြောင်းပြီးတော့ noun ပြောသုံးတဲ့ပုံစံမျိုးကိုဒီဟာမျိုးပေါ့နော် gerunds လို့ခေါ်ပါတယ်ဆိုတော့gerund ကိုအဓိပ္ပာယ်ဖွင့်ရမယ်ဆိုလို့ရှိရင် is it an ing form of a verb used as a noun so if you ask me what is a gerund I will say it's an ing form of a verb used as a noun so gerund ရဲ့အဓိပ္ပာယ်ကတော့gerund ဆိုတာက verb အမျိုးအစားတစ်ခုကိုမှာ ing ထည့်လိုက်တဲ့အခါမှာ noun အနေနဲ့သုံးတဲ့ဟာမျိုးပေါ့နော်ဥပမာ camping for example camp camp ဆိုတဲ့စကားလုံးကသူ့ရှိပဲဆိုရင် verb ပေါ့နော် but when we add ing to that word it becomes camping so it's a gerund right it's very simple so you can say ask your hobby I like camping soဒီစာကြောင်းမှာ I like camping ဆိုတဲ့စာကြောင်းမှာ we have a gerund which is this one camping right camping is gerund that's what we are learning about from this lesson I enjoy singing so ဒီစာကြောင်းမှာဆိုရင် gerund ကဘာဖြစ်မလဲ singing right singing is gerund ဆိုတော့ sing sing ဆိုရင်တခြင်းဆိုသည်ဆိုတော့ verb ဖြစ်တယ်ဒီနေရာမှာ singing ဆိုတော့ ing ထည့်လိုက်တဲ့အခါမှာ gerund ဆိုပြီးတော့verb ကနေပြီးတော့ it changes into noun ဆိုတော့ singing ဒီတခြင်းဆိုခြင်းဆိုတဲ့ noun ဖြစ်သွားတယ်တခြင်းဆိုခြင်းကိုကျွန်တော်နှစ်သက်ပါတယ် I enjoy singing so it's a gerund so we are using gerunds to talk about our hobbies that's what we are learning today and I'm interested in watching movies again in this sentence ဒီစာကြောင်းမှာရော gerund ပဲဟာဖြစ်မလဲစဉ်းစားကြည့်ပါဦး yes very good watching is a gerund because it has ing and it has a verb that is changed into ing watching is a gerund ဆိုတော့ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင် noun တွေကို sorry verb တွေကို ing ထည့်လိုက်တဲ့ဟာက gerund ဖြစ်သွားတယ်and we use it to talk about our hobbies mostly alright so gerund တွေကိုဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်တခါတလေကြာရင်ဒီverb တွေပေါ့နော် verb စာကြောင်းတစ်ကြောင်းထဲမှာ verb နှလုံးရှိနေတယ်ဆိုလို့ရှိရင် gerund သုံးလို့ရတယ်အဲ့ဒီပထမ verb ရဲ့နောက်မှာလိုက်လာတဲ့နောက်တဲ့ verb တစ်လုံးကို gerund အနေနဲ့သုံးလို့ရတယ် ing ထည့်ပြီးတော့ပေါ့နော်ဥပမာဒီစာကြောင်းဆိုရင် I enjoy playing the guitar so we have two verbs here enjoying ကလည်း verb ပဲ playing ကလည်း verb ပဲ play ကလည်း verb ပဲပေါ့နော်အဲ့လိုမျိုးနှလုံးထည့်နေတဲ့အခါမှာ I enjoy play ဆိုပြီးတော့ရက်မထားပဲနဲ့ဒီနောက်ကစကားလုံးကို noun ပြောင်းချင်တာဖြစ်တဲ့အတွက် gerund လုပ်ပြရတယ်ပေါ့နော် ing ထည့်တယ် I enjoy playing the guitar so တော့ဒီလိုမျိုး verb နှစ်ခုပါတဲ့နေရာမှာဆိုရင်gerund သုံးလို့ရတယ် sometimes some are followed by infinitive to plus verb တခါလေကြာရင်တော့ဒီ verb နှလုံးပါတဲ့ဟာတွေက ing ပုံစံမဟုတ်ဘဲနဲ့ဒီ to အနေနဲ့ပြောင်းသွားတဲ့ဟာတွေလည်းရှိတယ်ဥပမာ I remember to study hard ဆိုတော့ဒီစာကြောင်းမှာဆို remember ကလည်း verb ပဲ study ကလည်း verb ပဲအဲ့ဒါဆိုရင်တော့ gerund မသုံးတဲ့ပုံစံပေါ့နော်ဒီသင်ခန်းစာမှာတော့ကျွန်တော်တို့ဒီ gerund အကြောင်းကိုလေ့လာနေတာဖြစ်တဲ့အတွက် we will just focus on gerund right okay ဆိုတော့တခုမှတ်ထားမှာက verb တွေနှစ်ခုပါပြီးစာကြောင်းတစ်ခုမှာ verb တွေနှစ်ခုပါလာပြီဆိုရင် gerund သုံးလို့ရတယ်အဲ့ဒါကမှတ်စရာတစ်ခုဖြစ်ပါတယ်နောက်တစ်ခုက preposition အနေနဲ့တွဲပြီးတော့သုံးပါတယ် preposition တွေကတော့အချိန်တွေနေရာတွေစတာတွေကိုပြတဲ့စကားလုံးတွေဖြစ်တဲ့ add in on for etc ပေါ့နော်ဒီဟာမျိုးတွေကို preposition လို့ခေါ်တယ်အဲ့ဒါတွေနဲ့တွဲပြီးတော့လဲ gerund သုံးပါတယ်ဥပမာ I am interested in dancing so ဒီနေရာမှာ in the
is a preposition စကားလုံးဖြစ်တယ်အဲ့ဒါမျိုးတွဲသုံးလို့ရတယ် I'm interested in dancing and she's good at singing so add တို့ in တို့ preposition တွေနဲ့သုံးပြီးတော့လဲ gerund တွေကိုတွဲပြီးသုံးလို့ရပါတယ် so this is another thing you can take note about ဒါလေးလည်းမှတ်ထားလို့ရတယ်ဆိုတော့ gerund သုံးတဲ့အခြေအနေနှစ်ခုရှိပါတယ် so I have listed a few more like gerunds that we use you know generally very commonly so အများစုအသုံးပြုဖြစ်တဲ့ gerund ဒီမှာဆိုလို့ရှိရင် list လေးတွေလုပ်ပေးထားတာရှိပါတယ် go နဲ့ပေါ့နော် go နဲ့တွဲသုံးလို့ရတဲ့ gerund တွေအများကြီးရှိပါတယ်ဥပမာ go skating go skiing skate စီးတာ ski စီးတာ go shopping go kayaking so တော့ဒီအလေးတွေသိမယ် I'm not sure if you know kayaking but it's my favorite one I really enjoy kayaking kayaking ကကြတော့ဒီလှေလေးတွေလော်တာပေါ့နော်ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့like it's very common နေရာတော်တော်များများမှာတွေ့ရတယ် kayaking လုပ်လို့ရတယ် so you can go kayaking go jogging ဒါပြေးတဲ့ဟာပေါ့နော် go swimming go camping or go golfing ကောင်းရိုက်တဲ့ဟာမျိုးတွေဒီ gerund တွေကကျတော့ go နဲ့တွဲပြီးတော့သုံးလို့ရပါတယ် for example every Friday I go swimming so you are using gerund with the word go I go swimming I enjoy going shopping sometimes there are two gerunds in a sentence so တချို့စာကြောင်းတွေမှာဒီလိုမျိုး going နဲ့ပြောတဲ့ဟာဆိုလို့ရှိရင် gerund ကနှစ်ခုဖြစ်သွားတဲ့ဟာမျိုးလည်းရှိတယ် so it could be I enjoy going shopping I enjoy going kayaking I enjoy going golfing so you have two gerunds sometimes in a sentence and then so ဒီဟာကကျတော့ငါတို့အဖြစ် enjoy တို့ interested in တို့ good at တို့ပေါ့နော်အဲ့လိုမျိုး phrase တွေနဲ့အများနဲ့တွဲသုံးရတဲ့ဟာမျိုးတွေရှိတယ်ဆိုတော့ခုနက interested in အပြင်ဘာတွေရှိအောင်လဲဆိုရင်so we have love like you can say I love playing with my dog so gerund သုံးတဲ့နေရာမှာအစားတွဲသုံးလို့ရတဲ့ verb တွေပေါ့နော် verb တွေ phrase တွေကဒီအရာလေးတွေဖြစ်ပါတယ် so like လည်းရှိမယ် I like learning languages for example I like learning languages so you're using gerund here spend time ကိုယ့်ရဲ့အချိန်ကိုဘယ်လိုမျိုးတွေအသုံးပြုဖြစ်လဲပေါ့နော် so sorry I skip enjoy so I enjoy shopping so you can also use that I spend my time acting so this is simply saying how do you spend your time by doing what kind of things how do you spend your time so you can say I spend my time acting I spend my time cooking anything that you like to spend your time with so we have interested in I'm interested in listening to pop music so ဒီကတော့ preposition နဲ့လာတဲ့ဟာဖြစ်တယ် so you can just remember interested in and as a phrase and also good at interested in good at ဒီဟာတွေကအများနဲ့တွဲသုံးတဲ့ဟာလေးတွေပေါ့နော် good at so I'm good at driving မကောင်းဘူးဆိုရင် good at ကကျတော့တနေရာမှာတော်တယ်ကောင်းတယ်ဆိုတဲ့ဟာမျိုးမကောင်းဘူးဆိုရင် I'm not good at driving right had fun ဆိုတော့ပျော်ခဲ့ရတယ်ပေါ့နော်ကိုကဘယ်လိုမျိုး activity လုပ်ရင်းနဲ့ပျော်ခဲ့ရတယ်ဆိုတာမျိုးပြောရင် had fun I had fun hanging out ဒါဆိုရင်အပြင်သွားတာပျော်ခဲ့ရတယ်ပေါ့နော် I had fun hanging out with my friends last week for example and had a good time this one also has very similar meaning ဒီအားလည်းကိုမှအချိန်ကောင်းတဲ့အချိန်လေးတွေရှိခဲ့တယ်ပျော်ခဲ့ရတယ်ဆိုရင်လည်း had a good time နဲ့gerund နဲ့တွဲပြောလို့ရတယ် I had a good time seeing you yesterday for example မနေ့ကမင်းကိုမြင်ခဲ့ရတာတကယ်ကိုကောင်းတယ်ပေါ့နော်အချိန်ကောင်းလေးဖြစ်ခဲ့တယ် so you can use the phrases with gerunds and you can use go and ing make these verbs into gerunds and use all those gerunds to talk about your hobbies to talk about your free time activities so ဒီသင်ခန်းစာလေးမှာကျတော့ကိုယ့်ရဲ့
free time အားလက်ချိန်တွေမှာကိုယ့်ရဲ့ဝါသနာပါလေးတွေလုပ်ဖြစ်လဲဆိုတော့ပြောတဲ့အခါမှာ gerunds တွေကိုအသုံးပြုပြီးတော့ပြောလို့ရအောင်လေ့လာရတဲ့သင်ခန်းစာလေးဖြစ်ပါတယ် so I hope you learned something new and make sure to practice these gerunds when you speak or when you talk about your daily routines, when you talk about what you like doing in your free times. So see you in another video, and that's all for this lesson. Bye for now.